မိမမျိုးနဲ့လို့လည်းမပြောဘူးရည်သားမထားလို့လည်းမပြောဘူးကာမဂုဏ်မခံသားနဲ့လို့လည်းမပြောဘူးလူတိုင်းမှာဒီဆန္ဒရှိနော်အဲ့ဒီဆန္ဒကိုအတိုင်းအတာနဲ့ထားရတယ် limitation ထားရတယ်နော်အဲ့နယ်ပယ်မှာ extend ဆွဲလုပ်လိုက်ရင်သူ့နယ်ပယ်ကမကျင်းတော့ဘူးမန္တတုစัจ जा မင်းကြီးကကျွင်းကြီးလေးကျွန်းလို့အုပ်ချော်တယ်ကျွင်းကြီးလေးကျွန်းကကြိုက်တဲ့သူမရတော့လို့ရတယ်အဲ့ဒါလောက်ဒီသူရဲ့ဩဇာအာဏာကြီးတယ်ကျွင်းကြီးလေးကျွန်းလုံးကအမျိုးသမီးတွေချောလာတွေသူသဘောကျတယ်ဆိုကောက်တာပဲအဲ့ဒါအားမရအောင်နတ်ပြည်ထိတက်ပြောပါတယ်ဖះအလောင်းတော့လေးသိချင်းတဲ့ကဘာသိန်းပါရင်ဖြည့်ခဲ့တယ်ဒီနောက်ဆုံးဖះဖြစ်မဲ့ကဘာမှာတောင်းညံ့နေသေးတာဥဒုသင်ဆိုတာလေအေးဥဒုသင်ရဲ့တော့အလုံးနဲ့ကြောက်ကြရောလေးသိချင်းတဲ့ကဘာသိန်းပါရင်ပြည့်ပြီးသားနောက်ဆုံးကဘာမှာတောင်းညံ့နေသေးတာအဲ့တော့စတုမာရဲ့နတ်ပြည်တက်သွားတယ်စတုမာရဲ့နတ်ပြည်ကအလှန်ရှုချွန်ပေးလိုက်တယ်စတုမာရဲ့တက်သာဝရိနာပိုကောင်းပါတယ်ဆိုတော့မြစ်ဘုံတော်တေးတီရောက်သွားတယ်ရောက်သွားတော့တရားမင်းရတယ်သူကပါဝါကြီးတယ်ဆိုတော့နတ်ပြည်တော့ခွဲပေးရတယ်တရားမင်းမှာမရပေါင်း2ကလေး5သန်းတယ်ဆိုတော့25သန်းကျော်ရှိအတဝက်ခွဲပေးရနတ်ပြည်ရဲ့ယူဇနာ1000ကျတယ်ယူဇနာ9000အုပ်ချုပ်ရေးပေးရ authorized person ထားအဲ့ဒါကိုတရားမင်း36ရောက်ပြောင်းသွားတာဘုရားလောင်းကကာမဂုဏ်ခံစားလို့မပြီးသေးဘူးတဲ့လူတွေရဲ့တတန်ရှည်ခြင်းနတ်တွေတည်းရှည်သွား36မြောက်တရားမင်းကျတော့အာနာသိန်းတာသူကငါလည်းနတ်ပြည်တပြည်လုံးအုပ်ချုပ်အောင်မှသူကတင်းတိမ်မယ်ဆိုပြီးတော့လှုပ်လိုက်တာလေလောဘကြီးတော့နတ်ပြည်နေပြုတ်ကျသွားတယ်ဘုရားလောင်းမန္တာတုစัจ जा မင်းကြီးဒါကြောင့်ကာမဂုဏ်က extend လုပ်ရင် extend လုပ်သလားမတင်းတိမ်ဘူးဝသွားတယ်ဆိုတာမရှိပါဘူးဒါကြောင့်80တုပ်အပျော်ပါကျူးတဲ့ဟာကိုဟိုစိတ်ကိုအပေါ်ပါကျူးကျင်တဲ့ဘက်မှာသွားပြီးတော့ချမထားပါနဲ့ပိုးပြီးတော့ဖွင့်ပြိုးပြီးနေပဲကျဲသွားရင်ပျက်စီးဖို့ပဲရှိပါတယ်နော်အဲ့ဒီဟာလေးနဲ့နေပဲကျဲနေတဲ့လူဟာမိတ်ဆွေရုပ်ပဲဖြစ်လိမ့်မယ်ကိုယ်တိုင်လည်းအဲ့လိုမျိုးမလုပ်ဖို့သတိထားနောက်တစ်ခုကသူရဒုတ်တဲ့သူရဒုတ်တာဆိုမွေးစေဝါတွေတောင်းတာရှူတဲ့ဟာပဲဖြစ်ဖြစ်ရှိုက်တဲ့ဟာပဲဖြစ်တောက်တဲ့ဟာပဲဖြစ်ဖြစ်အခုခေတ်ကျလွဲသွားပြီလေဘီယာတိုင်းရက်တိုင်းကိုရတိုင်းတက်ပို့ပေါ်တယ်ဒီမွေးစေဝါတိုင်းအကုန်လုံးပေါ့ဆိုတော့သူရမေရယမစ္ဆာသူရဆိုတာသေကြီးမေရယဆိုတာသေရက်မစ္ဆာဆိုတာကမွေးစေဖះဆောင်းထဲ့ဟောတာသေကြီးသေရက်မွေးစေသေကြီးဆိုတာဘာလဲဆိုတော့ဝိုင်းနေကိုပြောတာနော်လူနှစ်ဘလောက်ဝိုင်းနေအသီးတွေပွက်နေတဲ့ချက်ထားတဲ့ဟာတွေကဝိုင်းနေနော်တေရက်ကျတော့ဇက်ယုံနေမှာချက်တဲ့ခုန BE တို့လို့ဘာတို့လို့ညာတို့အဲ့ဒါမျိုးဟာတွေကဒါတေရက်မိစ္ဆာဆိုတာကရှူတဲ့ဟာရှိုက်တဲ့ဟာအရွက်ပဲဝါအဖက်ပဲသားအငွေ့ပဲရှူအရီပဲတောက်တော့